ဖိုးအိုဟာမြစ်ထဲကိုခုန်ချလိုက်ပါတယ်စစ်သားတွေကဝိုင်းပစ်ကြပေမဲ့သူကတော့ရေထဲရောက်သွားပါပြီသူတည်လာတဲ့ရွှေတွေကလေးလံလွန်းတာကြောင့်သူဟာရေအောက်ထဲနစ်မြုပ်ပျောက်ကွယ်သွားပါတယ်စစ်သားတွေကရေမကူးတတ်တာကြောင့်လိုက်လို့မရတော့ပါဘူးနိုင်ဝက်လောက်ကြာတော့မှအဖိုးအိုဟာအသက်ရှူဖို့ရေပေါ်ပြန်တက်လာပါတယ်ခေါင်းပေါ်လာတာနဲ့စနိုက်ပါသမားကထပ်ပစ်လိုက်လို့ရေထဲမှာသွေးတွေပြန်သွားပါတယ်အရာရှိကရွှေတွေကိုဆယ်ယူဖို့ရေငုပ်သမားတယောက်ကိုလွှတ်လိုက်ပေမဲ့ရေအောက်ရောက်တဲ့အခါအဖိုးအိုကရေငုပ်သမားရဲ့လယ်ပင်ကိုလှီးပြီးအောက်ဆီဂျင်ဘူးကိုလူယူလိုက်ပါတယ်လေပေါ်ကစစ်သားတယောက်ကဒါကိုမြင်ပြီးထိတ်လန့်သွားပါတယ်အရာရှိကနောက်ထပ်လူတွေကိုထပ်ငုပ်ခိုင်းပေမဲ့2စက္ကန့်အတွင်းမှာပဲရေပြင်ကသွေးရောင်တွေပြန်လွှမ်းသွားပါတယ်စစ်သားတွေကြောက်လန့်တကြားနဲ့ဆုတ်ခွာဖို့ပြင်ကြရာကနေရှုပ်ရှက်ခတ်ပြီးတယောက်ကိုတယောက်မှားယွင်းပစ်ခတ်မိကြပါသေးတယ်စနိုက်ပါသမားကလည်းစက်တနက်ကြီးနဲ့တရားဆက်ပစ်ခတ်ပါတော့တယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အဖိုးအိုဟာတေဆုံးသွားတဲ့စစ်သားလောင်းကိုဒိုင်းတစ်ဖွဲအုံပြုပြီးထပ်မံလွတ်မြောက်သွားပါတယ်အရာရှိကတော့ဒါတွေကိုကြည့်ပြီးမှင်သက်နေပါတယ်အဲ့ဒီအချိန်မှာပဲအဖိုးအိုရဲ့ချစ်စပွဲခွေးလေးပြန်ရောက်လာတာကိုမြင်လိုက်ရတဲ့အတွက်အရာရှိဟာအကြံတစ်ခုရသွားပါပြီ